နောက်ကျိုးဖြုတ်ဖို့ကြိုးစားကြမြတ်စွာဘုရားဟောတဲ့သုတ်တန်နေတဲ့ကခန္ဓာဝက်ကတန်ရုပ်ပါဠိတော်မှာလာရှိတယ်ပန္ဒနာသုတ်ရဲ့ဝိပဿနာလုပ်ငန်းစဉ်အကြောင်းမြတ်စွာဘုရားဟောထားတာရှိသုတ်နာမေကပန္ဒနာသုတ်ပန္ဒနာဆိုတာအနှောင်ဖွဲ့လို့နေပဲရပန္ဒနာဆိုတာနှောင်ကျိုးသို့မဟုတ်အနှောင်ဖွဲ့အနှောင်ဖွဲ့နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့သုတ္တန်တော်များဟာဝိပဿနာနဲ့ပတ်သက်ပြီးတော့ဟောထားတာတန်ရုပ်ပါဠိတော်မှာတော်များတယ်ခန္ဓာဝက်ကတန်ရုပ်ဆိုတာခန္ဓာ၅ပါးနဲ့ဝိပဿနာရှုဖို့ဝိပဿနာတရားအထုတ်ဖို့ဟောတာတလရဏဝက်ကတန်ရုပ်ကြတော့အာရဏ6ပါးနဲ့ပတ်သက်တဲ့ဝိပဿနာရှုွက်ပြကိုရှင်းပြတာဖြစ်တယ်အဲ့ဒီခန္ဓာဝက်ကတန်ရုပ်တို့တလရဏဝက်ကတန်ရုပ်တို့ဝိပဿနာလုံနည်းကိုဟောပြထားတာလည်းပဲဖြစ်တယ်ဘာဖြစ်လို့တော့များတယ်လဲလို့ဆိုလို့ရှိရင်ဝိပဿနာလုံဆိုတာတမျိုးတည်းပဲဒါပဲလို့ဘာဖြစ်လို့တော့များကြီးမြတ်စွာဘုရားအရှင်းပြတော့ဆိုပုဂ္ဂိုလ်ရဲ့တွေးခေါ်ရမတူကြအောင်တယောက်နဲ့တယောက်စိတ်ချစ်မတူစိတ်ကူးချက်စီမှုတွေလည်းကွဲပြားခြားနာတယ်အဲ့တော့သူတို့နဲ့လိုက်အောင်ဟောရင်ကနေပြီးတော့သုတ္တန်ပြတာအနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်တော့ဝိပဿနာလမ်းကြောင်းရိုးရှင်းရှင်းလေးပဲအကုန်နော်အဲ့တော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်ပြောမယ်ဆိုရင်ပထမဆုံးလုပ်ရမှာကသီလဝိတ္တုပဲသီလဝိတ္တုဆိုတာမဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တာသမ္မာအာဇီဝသမ္မာဝါစာနဲ့သမ္မာကမ္မန္တာဆိုတာသမ္မာဝါစာကဝစီကနဲ့ပတ်သက်ပြီးတော့စင်ကြယ်မှုအပြစ်ကင်းမှုသမ္မာကမ္မန္တာဆိုတာကာယကနဲ့ပတ်သက်တဲ့အပြစ်ကင်းမှုစင်ကြယ်မှုသမ္မာအာဇီဝဆိုတာအဲ့ဒီနှမျိုးလုံးဟာသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လာတဲ့အခါမှာစင်ကြယ်မှုဆိုလိုတဲ့ကာယကနဲ့ဝစီကပြစ်ကင်းနေဖို့လုပ်တာဒီနှစ်ခုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ဆိုတဲ့ဒီမဂ္ဂင်၃ပါးကိုသီလဝိတ္တုလို့ခေါ်တာပဲနော်အဲ့ဒီမဂ္ဂင်အဲ့ဒါကဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ကျွတ်တင်ပြီးတော့လှုပ်ထားမယ်ကိစ္စပဲကျွတ်တင်ပြီးတော့လှုပ်ဘာဖြစ်လို့လဲဆိုရင်သူကဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်ဟာတမာတိဖြစ်ဖို့ကလည်းကြိုးစားရသေးတယ်အသိဉာဏ်ဖြစ်ဖို့ကလည်းကြိုးစားရတယ်စိတ်ကိုအာယုန်တစ်ခုပေါ်မှာတင်ထားဖို့ဆိုတာဟာစိတ်တန်ရှင်းနေမှာကိုကျင့်သီလတန်ရှင်းနေမှာလွယ်တကူဖြစ်နိုင်တယ်လို့ဆိုခက်ခဲတွေကြောက်နေနော်အဲဒါကြောင့်မို့ကျွတ်တင်ပြင်ဆင်တဲ့အနေနဲ့သီလဝိတ္တုအဲ့တော့သီလဝိတ္တုလုပ်တဲ့ဆိုသီလလေးစောင့်တည်ုံနဲ့လေတိုက်ပြီးတော့အယောင်တောက်မှာမဟုတ်ဘူးဆိုလိုတာကသီလတော့စောင့်တည်ဖို့စောင့်တည်ပြီးတဲ့အခါမှာစဉ်းစားဖို့လိုသေးတယ်ကိုသီလဘလောက်စင်ကြယ်သွားတယ်ခုချိန်ကနေစပြီးငါမဟုတ်တာမလုပ်တော့ဘူးသီလစောင့်တည်လိုက်တဲ့အချိန်ကငါမှာကာယကံဝစီကံစင်ကြယ်နေတယ်ဆိုပြီးတော့တွေးတော်ပြီးစိတ်ထဲမှာဝန္တာကြည်နူးမှုတိဆောက်တဲ့သီလခံယူစောင့်တည်ပြီးတော့ဝန္တာကြည်နူးမှုဆိုတာလေးကိုရှေ့ကနေပြီးတော့ထားမယ်
အောက်လို့ဆိုသီလဝိတ္တုက happiness or innocence အပြစ်ကင်းခြင်းကြောင့်ရရှိလာတဲ့ပြောစိတ်ချမ်းသာမှုဆိုလိုတာအပြစ်ကင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ချမ်းသာမှုကိုပေးတာသီလကဖြစ်တယ်ပါဠိလိုအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့စိတ်ချမ်းသာမှုအဲ့ဒါဟာဘနောကံဖြစ်တဲ့ဝိပဿနာလုပ်ကိုလုပ်တဲ့အခါမှာပို့ပြီးတော့အရေးကြီးတာပေါ့ကိုလောကမှာစိတ်နဲ့ပတ်သက်တဲ့လုပ်တွေလို့စိတ်ဆိုတာတတိတို့သဘာဝတို့ပညာတို့ဟာစိတ်နဲ့ပတ်သက်တာပေါ့ဒါကြောင့်မို့ happiness or innocence ဟာအများကြီးထောက်ကူဖြစ်တယ်ဒါကြောင့်မို့သီလဝိတ္တုသီလစောင့်တည်လိုက်တယ်စောင့်တည်ရှေ့ပိုင်းကကိုမဟုတ်တာတွေလှုပ်ထားတာရှိတယ်ဆိုရင်ပြန်မတွေ့နဲ့တော့ဒီကနေ့ပဒနာရစပြီးတော့ငါမဟုတ်တာလှုပ်တာမရှိဘူးလို့ဝန်တန်နိုင်အောင်ကိုကျင့်အာရအောင်ပီတိဖြစ်လာအောင်နှလုံးသွင်းထားတဲ့နဲ့ပေါ့အဲ့ဒါမှပို့ပြီးတော့ထောက်ကူဖြစ်နိုင်တယ်သီလစောင့်တည်လိုက်ရင်ပဲသီလစောင့်တည်ပြီးတဲ့နောက်ကိုမကျူးလွန်သေးသမျှသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်စောင့်တည်လိုက်တဲ့အဲ့တော့သီလဝိတ္တုကပထမတော့ပြီးတဲ့အခါမှာသီလဝိတ္တုဆိုတာကာယကအပြစ်ကင်းမှုဝစီကအပြစ်ကင်းမှုစကြဲမှုဆိုလို့အဲ့တော့ကာယကနဲ့ဝစီကနှစ်ခုတည်းအပြစ်ကင်းရုံနဲ့တရားထုတ်လို့အစဉ်သင်းဖြစ်ပြီလားဆိုမဖြစ်ဘူးစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကလည်းအရေးကြီးပြန်တယ်နော်စိတ်ချမ်းသာပြီးတဲ့နောက်မှာစိတ်တည်ငြိမ်မှုရဖို့ရအတွက်စိတ်တဝိတ္တုဆိုတာရှိတယ်စိတ်တဝိတ္တုဆိုတာတခြားပြောတာပေါ့သမာဓိကိုပဲပြောတယ်အဲ့ဒီသမာဓိလုပ်တဲ့အခါမှာဘယ်တိုင်းတာအထိလုပ်ရမလဲစိတ်တဝိတ္တုဆိုတာဘယ်လောက်တိုင်းတာအထိတတ်နိုင်တော့စိတ်တဝိတ္တုဖြစ်ဖို့အတွက်ကစံရသည့်အထိအောင်အပ္ပဒသမာဓိလို့ခေါ်တဲ့စံအဆင့်ရောက်အောင်ထူထောင်ရမှာဖြစ်တယ်အဲ့ဒါလို့မတတ်နိုင်ဘူးဆိုရင်တဆင့်လျှော့စံနာကတ်သွားတဲ့ဥပ္ပစာရသမာဓိလောက်ထိအောင်တော့ရအောင်လုပ်ရမယ်အဲ့ဒါလို့မှအသိပညာဆိုတာဖြစ်လာနိုင်တယ်ပေါ့စိတ်စင်ကြယ်အောင်စိတ်စင်ကြယ်မှုဆိုတာစိတ်တည်ငြိမ်မှုကိုပြောတာကိုယ်စိတ်ထဲမှာအပြစ်မကင်းမှုလို့ခံစားရလို့ရှိရင်စိတ်တည်ငြိမ်မှုကရမှာမဟုတ်ဘူးစိတ်ချမ်းသာမှုမရှိရင်စိတ်တည်ငြိမ်မှုကမလာဒုက္ခိနောစိတ်တံတပါတိယတိစိတ်ချမ်းသာနေမှတပါတိဆိုလွယ်တယ်စိတ်ထဲမှာအနှောင့်အယှက်တွေရှိနေလို့ရှိရင်တပါတိကမရနိုင်ဘူးအဲ့တော့တတ်နိုင်ရင်အပ္ပနာတပါတိလုပ်အပ္ပနာတပါတိရအောင်လုပ်ရင်တော့သမထယာနိကခေါ်တာပေါ့ပို့ပြီးတော့ထိရောက်တယ်အဲ့ဒီတော့မတတ်နိုင်ဘူးဆိုရင်အပ္ပနာတပါတိနဲ့ကတ်သွားတယ်အိမ်ဥပ္ပစာကြောင့်ဥပ္ပစာဆိုတာလို့အပ္ပနာတပါတိရဲ့ဥပ္ပစာအနိကတ်သွားတာအိမ်ရဲ့အနီးကိုအိမ်ဥပ္ပစာခေါ်တာပဲကျောင်းရဲ့အနီးကိုကျောင်းဥပ္ပစာခေါ်တာပေါ့အဲ့ဒါတို့အပ္ပနာတပါတိနာကတ်သွားတဲ့တပါတိမျိုးရအောင်အဲ့ဒါကိုဥပ္ပစာရတပါတိလို့ခေါ်တယ်အဲ့ဒါရအောင်လို့အဲ့ဒါမရလို့ရှိရင်တော့အနည်းဆုံးမဖြစ်မနေလို့ရမှာခဏိကတပါတိခဏိကတပါတိဆိုတာစိတ်ချမ်းသာမှုပေါ်မှာအခြေခံပြီးတော့ဖြစ်လာတဲ့အခိုက်လေးကမ္မထာအာယုန်နဲ့ဆုံလိုက်တဲ့အချိန်လေးတွေမှာဆုံခိုက်ခဏလေးတွေမှာစိတ်တည်ငြိမ်သွားတဲ့တပါတိကိုခဏိကတပါတိလို့ခေါ်တယ်ဆိုလိုတာကတော့ဝိပဿနာတပါတိလို့ပြောတယ်နော်ခဏိကတပါတိဆိုတာခဏယုတ်တာတပါတိအဲ့ဒီခဏိကတပါတိမှာမရှိဘူးဆိုလို့ရှိရင်ဝိပဿနာလို့အထောက်လို့မရဘူးအဲ့တော့စိတ်တဝိတ္တုကိုစာပေကျမ်းကနေကတော့ဥပ္ပစာရပနာဝတေနနော်ဥစ္စာရတပါတိအပ္ပနာတပါတိဝတေနစိတ်တဝိတ္တုမှာဒီနှစ်ခုကိုပဲ
အဓိကထားပြောတာခဏိကသမာဓိဆိုတာကိုထည့်မပြောပြီပဲလို့သမာဓိကဝိပဿနာဖြစ်ဖို့အတွက်ကသမာဓိမထူတော့မဲနဲ့ဝိပဿနာလုပ်လို့မရဘူးဆိုတဲ့စကားအရာစာပေကျမ်းကနေမှာသမာဓိအနုပ္ပါတိတဝါဆိုတာဥပ္ပစာရသမာဓိခဏိကသမာဓိကိုပြောတာတဲ့သို့တော့ဝိပဿနာလုပ်မယ်ဆိုရင်ခဏိကသမာဓိတော့လုပ်ရမယ်လို့ပြောတယ်နော်နာဟိခဏိကသမာဓိဝိနာဝိပဿနာသမ္ပဝတ္တိခဏိကသမာဓိမပါပဲဝိပဿနာမဖြစ်ဘူးလို့ပြောတယ်ဒါဆိုရစကားလေးမှတ်ထားမှာစာပေကျမ်းကမှာအဲ့လိုဆိုပြုထားလေးတွေရှိတယ်နာဟိခဏိကသမာဓိဝိနာဝိပဿနာသမ္ပဝတ္တိဆိုလိုတဲ့အိဗယ်ကခဏိကသမာဓိမပါပဲဝိပဿနာမဖြစ်ဘူးလို့ပြောတယ်အဲ့တော့စိတ်တဝိတ္တုဆိုတဲ့တရားပါအနည်းဆုံးခဏိကသမာဓိတော့ရှိရမယ်အာယုံမောမှာစိုက်လိုက်တဲ့အချိန်ဥပထွက်လေဝင်လေလေးကိုစဉ်းစားလိုက်တဲ့အချိန်မှာစဉ်းစားတဲ့အခိုက်လေးမှာစိတ်လေးငြိမ်သွားတယ်ခဏယုတ်တာသမာဓိထွက်လေဝင်လေမှတ်နေတဲ့အချိန်လေးမှာစိတ်လေးအာယုံမောမှာငြိမ်ကြသွားတယ်ဒီခိုက်တန်လေးတွေကများလာတဲ့အခါကျတော့ထောက်ကိုဖြစ်လာတယ်နော်ဝင်တဲ့အခိုက်လေးပါလည်းပဲသိလိုက်တယ်ထွက်တဲ့အခိုက်လေးပါလည်းသိလိုက်တယ်သမာဓိရနေအဲ့ဒီလိုသိလိုက်တဲ့ခဏပေါင်းများလာလို့ရှိရင်သူကအင်အားလေးတစ်ခုရှိလာဆက်ပြီးသွားတယ်ဒါကြောင့်မို့စိတ်တဝိတ္တုဆိုတာဝိပဿနာတရားအထုတ်မဲ့ဆိုရင်အနည်းဆုံးခဏိကသမာဓိတော့ရှိအောင်လုပ်တတ်နိုင်လို့ရှိရင်ဥပ္ပစာရသမာဓိအပ္ပဒသမာဓိထိရှိရမယ်လို့ဆိုတယ်အဲ့တော့သီလဝိတ္တုနဲ့စိတ်တဝိတ္တုဒီနှစ်ခုသည်ကြိုတင်ပြင်ဆင်ရမယ်အချက်များဖြစ်တယ်ပေါ့တော့ evidence နဲ့ကြတဲ့ရေးထားတာနော် systematically ဘာလို့လဲဆိုတော့စိတ်နဲ့ပတ်သက်တဲ့အလုပ်ဆိုတာလွယ်တဲ့အလုပ်မဟုတ်ဘူးရှုပ်ပိုင်းဆိုင်ရာအလုပ်ကလွယ်တယ်စိတ်ထဲမှာတီးဆောက်ရတာမတမခက်ရင်နေဒါကြောင့်မလို့စနစ်တကျလုပ်ရတယ်အဲ့တော့သီလဝိတ္တုကစိတ်တဝိတ္တုကိုအကျိုးပြုတာသီလဝိတ္တုသည်စိတ်တဝိတ္တုအတွက်သာဖြစ်တယ်စိတ်တဝိတ္တုဘက်ကိုပို့ပေးလိုက်တာစိတ်တဝိတ္တုကမှဒိဋ္ဌိဝိတ္တုဘက်ကိုပို့ပေးမှာအစင်ញင်သွားတာသီလဝိတ္တုမပါရင်စိတ်တဝိတ္တုမဖြစ်ဘူးစိတ်တဝိတ္တုမပါလို့ရှိရင်ဒိဋ္ဌိဝိတ္တုမဖြစ်ဘူးအဲ့တော့ကြိုတင်ပြီးတော့သီလဝိတ္တုရှိအောင်ကြိုးစားရမယ်စိတ်တဝိတ္တုရှိအောင်ကြိုးစားရမယ်အဲ့ဒီကြိုးစားပြီးတဲ့အခါမှာဝိပဿနာအလုပ်ကိုစတင်တော့မယ်ဆိုလို့ရှိရင်ဘယ်ကစဒိဋ္ဌိဝိတ္တုကစဒိဋ္ဌိဝိတ္တုမရှိပဲနဲ့ဝိပဿနာစလို့မရဘူးဒါပေမဲ့ဝိပဿနာဉာဏ်ဆိုတဲ့ထဲမှာဒိဋ္ဌိဝိတ္တုပါသလားတဲ့ဝိပဿနာဉာဏ်လို့မပြောဝိပဿနာဉာဏ်ကသမထနာဉာဏ်ကစတာနော်ဘာလို့လဲဆိုဝိဝိတေဟိအနိစ္စတိအာကာရေဟိပတ္တိတိဝိပဿနာအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးမျိုးပေါ်မှာရှုမြင်သုံးသပ်တဲ့အခါမှာဝိပဿနာလို့ခေါ်တာသို့တော်လည်းပဲဒိဋ္ဌိဝိတ္တုဝိပဿနာရဲ့အခြေခံဖြစ်လို့ဝိပဿနာဉာဏ်လို့တော့ပြောလို့ရတယ်ဝိပဿနာဉာဏ်သို့တော်အနိစ္စဒုက္ခအနတ္တရှုလေဆိုတဲ့ရှုတော့ကနေပြောရင်တော့ဝိပဿနာခေါ်လို့မရသေးဘူးနော်ဝိပဿနာဆိုတာအမှမြင်ရုံမြင်စေမဟုတ်ပဲနဲ့အနိစ္စလို့မြင်တာဒုက္ခလို့မြင်တာအနတ္တလို့မြင်မှဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ဒိဋ္ဌိဝိတ္တုအခက်မှာအစစ်မှာအဲ့ဒီအနိစ္စဒုက္ခအနတ္တမမြင်သေးဘူးဝိပဿနာရှုရမယ်တရားကိုရှာတဲ့အစစ်မရှိတယ်ပြောကြတယ်တရားရှာကိုမှတွေ့ဆိုတာဟုတ်ပါတယ်ခန္ဓာကိုယ်ရဲ့ဘာပဲရှာမယ်အဲ့ဒီကိုရှာတဲ့တရားသည်စစ်မှန်တဲ့တရားဖြစ်ဖို့လိုတယ်ဝိပဿနာရဲ့အာယုအစစ်ဖြစ်တဲ့တရားဖြစ်ဖို့လိုတယ်
အဲ့တော့ဒိဋ္ဌိဝိတ္တုကအဓိကပြောရမယ်ဆိုရင်ဒိဋ္ဌိဝိတ္တုဆိုတာဘာလဲဒိဋ္ဌိဆိုတာမှန်ကန်သောအမြင်အဲ့ဒီမှန်ကန်သောအမြင်ဒီမိစ္ဆာဒိဋ္ဌိနဲ့သွားမရောနဲ့နော်မှန်ကန်သောအမြင်ဒိဋ္ဌိဆိုတာထတနာပဲထတနာဝိတ္တုဆိုရင်ပိုရှင်းတာပေါ့နှုတ်ဆိုရင်မိစ္ဆာဒိဋ္ဌိနဲ့သွားရောမှဆိုလို့ထတနာဝိတ္တုဒိဋ္ဌိဝိတ္တုအဲ့တော့အမြင်ရဲ့အမြင်ဖြင့်အယူဆမှန်ကန်တာအမြင်မှန်ကန်သောဉာဏ်ဖြင့်မှားယွင်းသောအယူဆတွေကိုတန်ရှင်းပြတာဒိဋ္ဌိကအသိဉာဏ်ကိုကောက်တယ်ဝိတ္တုကအဲ့ဒီအသိဉာဏ်ကမှားယွင်းတဲ့အမြင်တွေကိုဖယ်ရှားပြတယ်အဲ့တော့နှစ်ခုစလုံးဟာဒိဋ္ဌိနဲ့ဝိတ္တုဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့အသိဉာဏ်ကိုရတယ်ဘယ်ဉာဏ်နှုံးလို့ဆိုရင်နာမရူပပရိစ္ဆေဒဉာဏ်သို့မဟုတ်နာမရူပဝါဝဋ္ဌာဏဉာဏ်ဒါကနာဒါကယုတ်လို့ပိုင်းခြားပြီးတော့သိတဲ့ဉာဏ်ကိုနာမရူပဝါဝဋ္ဌာဏလို့ခေါ်တယ်ဝါဝဋ္ဌာဏဆိုတာပိုင်းခြားဆုံးဖြတ်ရုပ်ဆိုတာဒါပဲသိကြတယ်နာမ်ဆိုတာလည်းဒါပဲသိကြတယ်ဒီပြမရှိတော့ဘူးဆိုအဲ့ဒါလို့ဆုံးဖြတ်နိုင်စွမ်းရှိသွားတယ်ပရိစ္ဆေဒဆိုတာလည်းပိုင်းခြားတာအဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်သည်မာယွင်းနေတဲ့အယူဆတွေကိုတန်ရှင်းပြလို့ဝိတ္တုလို့လည်းခေါ်တာနော်ဒီအသိဉာဏ်ကရှင်းပြလိုက်တယ်ဒါကြောင့်ဒိဋ္ဌိဝိတ္တုနာမရူပပရိစ္ဆေဒဉာဏ်သည်မှန်ကန်သောအမြင်သည်မှားသောအမြင်ကိုတန်ရှင်းစေခြင်းစေလို့မှားသောအမြင်ကိုတန်ရှင်းစေခြင်းစေတတ်တဲ့မှန်ကန်သောအမြင်ဒီလိုဆိုလို့တဲ့အဓိပ္ပာယ်အမြင်ဤစေခြင်းမှုလို့ပြောတာမဟုတ်ဘူးဖွင့်တဲ့အဓိပ္ပာယ်ကနော်အမြင်အသိဉာဏ်ရဲ့စေခြင်းမှုလို့ပြောတော့သီလတော့ကတော့သီလရဲ့စေခြင်းမှုအဲ့ဒီမှာလည်းပဲသီလသည်ကာယကဝစီကတို့ကျွလွန်နေတဲ့ထုတ်သီလရအကျင့်ကြီးကိုစင်ကြယ်စေတယ်အလွယ်တကူတော့ပြောတာသီလရဲ့စင်ကြယ်မှုလို့ပြောလိုက်တာအတိအကျစာပေကျမ်းကဖွင့်တဲ့အတိုင်းပြောလို့ရှိရင်သီလသည်နော်သီလကျုပ်ပေါက်တဲ့အပြစ်တွေကိုတန်ရှင်းစေကြယ်စေတော့ကြောင့်ဝိတ္တုစိတ်ကလည်းပဲရောက်ရခတ်နေတဲ့ဥဒိစ္စစတဲ့စိတ်ပြတ်မဲ့မှုတွေကိုစင်ကြယ်စေတော့ကြောင့်စိတ်တဝိတ္တုလို့ခေါ်တာအခုလည်းဒိဋ္ဌိဝိတ္တုဆိုတာအသိဉာဏ်သည်မာယွင်းသောအတွေ့အခေါ်တွေကိုတန်းစင်ပြတယ်အဲ့တော့မာယွင်းသောအမြင်ကိုတန်းစင်ပြနိုင်တဲ့နာယုတ်ကိုပိုင်းခြားသိတဲ့ဉာဏ်သည်ဒိဋ္ဌိဝိတ္တုလို့ပြောတာဒီစကားလုံးနှလုံးကဒိဋ္ဌိဝိတ္တုဆိုတာနာမရူပပရိစ္ဆေဒဉာဏ်ကိုပဲခေါ်တယ်အဲ့ဒါအရေးကြီးတယ်အင်္ဂလိပ်လိုပြန်တော့ purification of view ဆိုတာမထီရောက်ဘူးတကယ်ကြတော့စာပေကျမ်းကဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးအဲ့ဒါအပေါ်ရပြန်ထားတဲ့အဓိပ္ပာယ်ဖြစ်နေတယ် purification of view ဒါပဲလို့အဲ့ဒါလိုပဲရေးအဲ့ဒါလိုပဲပြန်အဲ့ဒီလိုပဲပြောနေကြတယ်စာပေဖွင့်နေမဟုတ်ဘူးပေါ့ဟုတ်ပြီအဲ့တော့ဝိပဿနာတရားထုတ်တော့မယ်ဆိုရင်အမြင်မှန်ရဖို့ရမှန်ကန်တဲ့အမြင်နဲ့ဝိပဿနာရဲ့အာယုံကိုရှာဖွေတိဆောက်ဖို့ရအရေးကြီးတယ်လေအဲ့ဒီကြတော့အဲ့ဒီအာယုံပေါ်မှာသုံးသပ်ရမှာဖြစ်တယ်နှိုးဆိုတလွဲသွားသုံးသပ်နိုင်မှာပေါ့အဲ့ဒါကြောင့်ဒိဋ္ဌိဝိတ္တုဆိုတာဘာကိုပြောတာလဲနာမရူပနာယထာဝတတနာဒိဋ္ဌိဝိတ္တုနာမနာနဲ့ယုတ်ကိုအမှန်ကန်တိုင်းရှုမြင်တဲ့ဉာဏ်သည်ဒိဋ္ဌိဝိတ္တုလို့သူတို့ဆိုလို့တယ်နာနဲ့ယုတ်ကိုမှန်တဲ့အတိုင်းမြင်တာဒိဋ္ဌိဝိတ္တုအဲ့တော့လူတွေကယုံနာကိုမြင်တာဟုတ်ကဲ့လားယုံနာကိုမမြင်ဘူးတရဝလို့ထင်နေတာလေ
တကယ်ရုပ်စစ်နာစစ်ထီအောင်မမြင်မဲ့နဲ့ငါတရားအထုတ်နေတယ်ငါရှုနေတယ်ကိုယ့်ကိုယ်တရဝလိုပဲထင်တယ်တော့အဲ့ဒီတရဝဆိုတဲ့အထင်ကိုဖယ်ရှားအောင်ငါဒီထဲမှာမပါဘူးယုံနဲ့နာနှစ်မျိုးပဲရှိတယ်အဲ့ဒါကြောင့်သုဒ္ဓသင်္ခါရပုဇောယံနာဣဒတတ္တုတဝတိရှုံးနံဆိုတာသင်္ခါရအစုတတတာဖြစ်တယ်အဲ့ထဲပဲတရဝဆိုတာမပါဘူးတရဝမရှိဘူးစက္ကရိယာလေးတစ်ခုကစက်ရုပ်ဆိုပါဆိုရိုဘောဆိုတဲ့စက်ရုပ်ကအသက်သွင်းတာတယ်လမ်းလျှောက်တယ်ခိုင်းတာလုပ်တယ်နော်စကားပြောတယ်နှုတ်ဆက်တယ်အဲ့ဒါပါအဲ့ဒါကိုကြည့်လိုက်လို့ရှိရင်ဘသူကခိုင်းနေတာလဲဘသူကလုပ်နေတာလဲဆိုမဟုတ်ဘူးစက္ကရိယာတွေအကုန်ပေါင်းစပ်ပြီးတော့လုပ်နေတာတခုတည်းမဟုတ်ဘူးပေါင်းလိုက်တဲ့အခါကျတော့ energy ဆိုတဲ့စွမ်းအင်တစ်ခုဖြစ်လာတာအဲ့စွမ်းအင်ကလုပ်နေတာအဲ့တခုစီခွဲလိုက်တာနဲ့တပြိုင်နက်ရက်သွားတယ်ခုခေတ်တော့ပြောစရာတွေထင်ရှားပါတယ် talking clock စကားပြောတဲ့နာယီအချိန်ကိုပြောပြနေတယ်ဘယ်နှနာယီပါဆိုတာအချိန်ပြောတယ်ဘသူကပြောနေတယ်အကြောင်းနဲ့အကျိုးကိုက်အောင်စက္ကရိယာတွေတက်ဆင်ထားတဲ့ဟာကနေပြောနေတာဒီထဲမှာလူမရှိဘူးအဲ့လိုဆိုလို့တရဝါဆိုတာမရှိဘူးအကြောင်းနဲ့အကျိုးပေါင်းစပ်လိုက်လို့ဖြစ်သွားတာနောက်တစ်ခေတ်ကျတော့AI နိပညာဆိုလာလိုက်အခုလည်းလာနေပေါ့နော်အဲ့ဒီ AI ဆိုတာပေါ်လာရင်တရဝမဟုတ်ဘူးဆိုတာပို့ထင်ရှားလာနော် AI နိပညာရကြတော့အဲ့မျိုး artificial intelligence ဆိုတာ artificial intelligence အဲ့ဒါဘာလို့ဆိုအကြောင်းနဲ့အကျိုးပဲရှိတယ်ကာသွားရလဲအကြောင်းနဲ့အကျိုးပဲလေအဲ့ဒီအကြောင်းဆိုတဲ့ပဲ driver ပါပါတယ်ကာအင်ဂျင်ပါတယ်ကာဘော်ဒီပါတယ်ဘိန်းဒီပါတယ်ဘက်ထရီပါတယ်စသဖြင့်စက္ကရိယာအလုံးပါတယ်အဲ့ဒီနောက်မှာ driver ပါတယ်အဲ့ဒီအကြောင်းတွေပေါင်းစပ်လိုက်တဲ့အခါကာလမ်းပေါ်ပြေးတယ်ကိုသွားခြင်းနဲ့စီရောက်သွားတယ်အဲ့ဒါမဲ့လူပါလားတရဝဆိုတာရှိလားမရှိဘူးအကြောင်းနဲ့အကျိုးပဲရှိတယ်အဲ့ဒါလို့အချိန်ချင်းထထစဉ်းစားဘုန်းကြီးတို့တွေစကားပြောတယ်ရှိတယ်ငိုတယ်အလုပ်တွေလုပ်ကြတယ်ဘသူတွေကလုပ်နေတာလဲဆိုတာကိုတည်တည်ချာချာစဉ်းစားကြည့်လိုက်လို့ရှိရင်အဲ့ဒီမဲ့လှုပ်ပေးနေတဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးကာရကလှုပ်ပေးနေတဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးဝေဒကရရှိလာတဲ့အကျိုးစိတ်ခံစားနေတဲ့ပုဂ္ဂိုလ်ရှိတယ်မရှိဘူးတာမီအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်စီမံနေတဲ့မန်နေဂျာရှိလားမရှိဘူးဒီထဲမှာအကြောင်းနဲ့အကျိုးပဲရှိတယ်အကြောင်းနဲ့အကျိုးပဲရှိတယ်အကြောင်းအကျိုးဒီပြန်လာဆက်သွယ်ပြီးတော့နေတဲ့သဘောအဲ့ဒါကြောင့်မလို့ဝိပဿနာတရားထုတ်တော့မယ်ဆိုရင်အကြောင်းနဲ့အကျိုးဒီတစ်ခုပဲယုံနဲ့နှစ်မျိုးပဲရှိတယ်ယုံနဲ့နှစ်ခုဒီပေါင်းစပ်ပြီးတော့ပြန်လာဆက်သွယ်ပြီးအကြောင်းအကျိုးပြုပြီးလှုပ်ရှားနေတာအဖြစ်တယ်အကြမ်းမြင်ပြောမယ်ဆိုရင်စိတ်ကစကားပြောခြင်းနဲ့ယုတ်ကပြောစိတ်ကလမ်းလျှောက်ခြင်းနဲ့ယုတ်ကလျှောက်ပြီးစိတ်ကသူကသူမလုပ်နိုင်အဲ့တော့စိတ်နဲ့ယုံနဲ့ပေါင်းပြီးလုပ်တယ်လို့ပြောတာဘာထူးလဲကားမောင်းတာလဲ driver နဲ့ကားနဲ့ပေါင်းလိုက်တာပဲလေနော်အခုခေတ်ကျတော့မောင်းသူပဲဆိုပြီးတခါလာနေပြန် driver မပါတဲ့ကားလည်းပေါ်နေပြန်ပြီခုသို့တော်လဲစဉ်းစားဆိုတဲ့ driver ရဲ့အစာတတ်ထားတဲ့ဟာရှိတယ်လေတကားဖွင့်ပေးတဲ့လူမရှိပဲတဲ့လေးစိတ်တွေကမှန်တကားကြီးတွေကလူနာနာရောက်လိုက်ဖွင့်ပေးတယ်အိမ်မှာတက်စစ်တာတဲ့မိတွေကလူကထားဖွင့်စရာမလိုပဲနဲ့လူရောက်လာတာနဲ့သူကသူပွင့်သွားတယ်အဲ့ဒီသဘောဖြစ်လာမှာနောက်ကြတော့အဲ့ဒီသဘောအဲ့ဒီပဲတတော်ပါလားမပါတတော်ပါဘူးသူအကြောင်းနဲ့အကျိုးပဲ
အကြောင်းနဲ့အကျိုးပေါင်းစပ်လိုက်လို့ရှိရင်ဖြစ်လာတာပဲပါပဲလုပ်လို့ရတယ်အဲ့ဒီ artificial intelligence ဆိုတာအကြောင်းနဲ့အကျိုးပေါင်းစပ်တာချိုးချပေါင်းစပ်နိုင်ရင်တတ္တဝါတော့ဖန်တီးလို့ရတတ္တဝါလို့ခေါ်ရလောက်အောင်အခု robot ဆိုတာတတ္တဝါလို့ဖြစ်နေပြီသူကလှုပ်တာပိုးတော့သိကြသေးတယ်လူကမှအားထည့်တဲ့အခါရှိတယ်အားမထည့်တဲ့အခါရှိတယ်ဝဲဥတွေပါတွေနတ်တွေပါတွေကြက်ချင်အဲ့ဒီဆက်ကပို့ပြီးတော့တိကြတယ်လူကတော့ပြောတဲ့ကပြောသွားတယ်တင်းတဲ့ကတင်းသွားမယ်သူတို့ကြတော့ချိန်ဆပြီးသားတစ်ခါတည်းရှိတယ်အဲ့တော့ဆိုလိုတာကဒိဋ္ဌိဝိတ္တုဆိုတာလူတွေဟာကိုပြန်ကြည့်စကားပြောနေတာရှိတာမောတာနော်အဲ့ဒါတွေပါကာရကပြုလို့သူရှိသလားအဋ္ဌယကစီမံခန့်ခွဲပေးတဲ့ပုဂ္ဂိုလ်ရှိသလားဝိရကအကျိုးခံစားတဲ့ပုဂ္ဂိုလ်ရှိသလားတာမီပိုင်းရှင်ရှိသလားနိဝါတိအမြဲတမ်းခန္ဓာထဲမှာနေပြီးတော့အိမ်ရှင်ဆိုတာရှိသလားမရှိဘူးအကြောင်းနဲ့အကျိုးပဲရှိတယ်ဒီအကြောင်းကြောင့်ဒီအကျိုးဖြစ်တာဒါပဲရှိတယ်သူကလှုပ်ပေးနာအကုန်လုံးအကြမ်းမြင်ပြောရင်စိတ်နဲ့ရုပ်ပေါင်းစပ်သွားတာပေါင်းစပ်လို့ energy တစ်ခုဖြစ်လာတယ်အဲ့ဒီ energy ကနေလှုပ်သွားတယ်တို့ဆိုလို့လည်းပေါ့နော်အဲ့ဒါကိုသိကြလောက်အောင်စဉ္ဉ္သုံးသက်လို့ဖြစ်ပေါ်လာတဲ့အသိဉာဏ်ကိုဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်အဲ့ဒီဒိဋ္ဌိဝိတ္တုရဖို့အတွက်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါမကြိုးစားပဲနဲ့အနိစ္စဒုက္ခအနတ္တသွားရှုလို့ပါအောင်သွားရှုပါလေနော်ဒါကိုအရင်မြင်အောင်လုပ်ရမယ်လို့ပြောတယ်အဲ့ဒါကြောင့်မို့ဒီနေ့ဟောမဲ့တုတ်ကနှောင်ကြိုးဖြတ်ဖို့ကြိုးစားကြနှောင်ကြိုးဖြုတ်ဖို့ကြိုးစားကြဆိုပဏ္ဍတာတုတ်အဲ့တော့နှောင်ကြိုးကပဲဟာလေနှောင်ကြိုးကပဲဟာလေခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာတုတ်တန်ရဲ့အနှစ်ချုပ်ကလေးကိုပြောပြဒီဒိဋ္ဌိဝိတ္တုကိုဥစားပေးထားတဲ့သဘောပဲဒါနော်ရှုံးနေမှတပါစိမံခန့်ခွဲသူတခြားတတ္တဝါဆိုမရှိဘူးငါမရှိဘူး तू မရှိဘူးငါမရှိရင် तू လည်းမရှိဘူးနော်ဘယ်သူမှမရှိဘူးလို့ဆိုလို့တယ်ပြုလို့ तू ဘယ်သူမှမရှိဘူးအကြောင်းနဲ့အကျိုးပဲရှိတယ်အကြောင်းဖြစ်တာကိုပြုလို့ तू လို့ခေါ်တာအကျိုးပေါ်တာကိုခံစားသူလို့ခေါ်တာအဲ့တော့ယုံနဲ့နှစ်ခုပေါက်ဆက်လို့ဖြစ်နေတာအဲ့ဒီလိုမသိအောင်မသိတာကဘာကြောင့်မသိတာလဲလို့ဆိုအဝိဇ္ဇာကလွှမ်းမိုးထားတယ်အဝိဇ္ဇာကလွှမ်းမိုးထားလို့ဒီလိုသိအောင်ပြောပြပေးမယ်ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားမပွင့်ဘူးမြတ်စွာဘုရားစီကရှုံးတဲ့နှစ်ခုသာရှိတယ်တရားဆိုတာမရှိဘူးဆိုတဲ့စကားကိုမကြားဘူးမကြဘူးတော့တရားလိုပဲထင်တယ်အဲ့ဒါကိုအတုတဝါပုထုဇနောတရားဓမ္မနဲ့ပတ်သက်ပြီးတုတ္တကြားဘူးနာဝါမရှိဘူးသိယူထားတာမရှိဘူးဆိုလိုတဲ့သုဒ္ဓသင်္ခါရပုံဇောယံဟောဒီခန္ဓာကိုယ်ကြီးဟာသင်္ခါရအစုသက်သက်ပြတာဖြစ်တယ်နာယိတတတုလဗတိဒီခန္ဓာကိုယ်ရဲ့ဘာတရားဆိုတာမရှိဘူးဆိုတဲ့သွတ်တဲ့ချက်ကိုမသိဘူးမကြားဘူးအဲ့ဒီမကြားဘူးတဲ့ပုဂ္ဂိုလ်ကပါရိထင်လာတယ်အဲ့ဒါဩထိတုတ်တမှာဟောတာနော်ရှုံးနဲ့ပတ်သက်လာလို့ရှိရင် तू စဉ်းစားရ၄ချက် तू တွေးရ၄ချက်ဖြစ်လာတယ်ရူပံအတ္တတောသဗ္ဗနုပတ္တိရှုပ်ကိုပဲကိုငါလို့ပဲထင်လိုက်တယ်ငါဆိုတာရုပ်ပဲရုပ်ဆိုတာလည်းငါပဲရှုံးနဲ့ငါတူပဲရှုပ်ကိုငါလို့ခေါ်တယ်တော့ဘုရုပ်ကိုတတ္တဝါလို့ခေါ်တယ်ရုပ်ကိုပဲစီမံသူလို့ခေါ်တယ်ဟောအဲ့ဒါလိုသဘောပြုအတ္တဆိုတာကိုလို့ပြောရင်ပရလို့ဆိုတာလည်းလာမှာပဲလေကိုရှင်သူရှိမှာပဲလေအဲ့တော့ကိုရည်ညွှန်းတဲ့အတ္တအဲ့တော့ဆိုလိုတာပိုးရှင်းအောင်လို့ပြောမယ်ဆိုရုပ်ကိုပဲတတ္တဝါလို့ထင်တယ်ရုပ်ကိုတတ္တဝါလို့ထင်တယ်တတ္တဝါဆိုတာလည်းရုပ်ပဲရုပ်ကလည်းတတ္တဝါပဲ
ဒီနှစ်ခုအတူတူပဲလို့နောက်တကရူပဝန္တဝါအတ္တနာဒီရုပ်ရှိတဲ့တရဝတွေနဲ့အဲ့တော့ဆိုလိုတာကရုပ်ရှိတဲ့တရဝဆိုတာတရဝကတူရုပ်ကတစ်ခုနှစ်ခုဖြစ်သွားအဲ့ဒါကြတော့ရူပအတ္တတော့ကတော့ရုပ်တစ်ခုတည်းကိုပဲတရဝလို့ထင်လိုက်တာရုပ်နဲ့တရဝတူတူပဲနောက်ရုပ်ရှိတဲ့အတ္တလို့ဆိုတဲ့အခါကျတော့ပိုင်ရှင်ကတရဝသူပိုင်တဲ့ပစ္စည်းကရုပ်ဖြစ်သွားတယ်ရုပ်ကတရဝရဲ့ပိုင်တဲ့ပစ္စည်းဖြစ်သွားတယ်ထို့တူရဲ့နော်ရုပ်ကိုသိလို့ရှိရင်ဝိစိတ်ခံစားချက်နဲ့ငါနဲ့အတူတူပဲဆိုလို့ရှိရင်ငါသိစိတ်ခံစားရလဲငါပဲငါစိတ်ခံစားချက်ပဲဆိုရင်ဒီတစ်ခုအတူတူဖြစ်သွားတယ်စိတ်ခံစားတဲ့ငါဒီငါမှာစိတ်ခံစားချက်ရှိတယ်ဆိုငါကတယောက်စိတ်ခံစားချက်ရှိတာတစ်ခုစိတ်ခံစားချက်ကတစ်ခုနှစ်ခုဖြစ်သွားပြန်တင်ညာနဲ့ပတ်သက်လာလို့ရှင်လည်းဒီလိုပဲတင်ညာနဲ့တရဝဆိုအတူတူပဲတရဝလည်းကိုတင်ညာလို့ခေါ်တယ်တင်ညာလည်းတရကြောအဲ့လိုမဟုတ်ပဲနဲ့တရဝမှာတင်ညာရှိတယ်ဆိုတဲ့ကတရဝတခြားတင်ညာတခြားဖြစ်သွားပြီနှစ်ခုဖြစ်သွားပြီနော်နှစ်ခုဖြစ်သွားတယ်ထို့တူပဲသင်္ခါရစီမံခန့်ခွဲတဲ့စိတ်ဆော်တဲ့လုံဆော်တယ်စီမံခန့်ခွဲမှုဒီပဲနဲ့တရဝပဲအဲ့ဒီတရဝဒီစီမံခန့်ခွဲမှုရှိတယ်ဆိုရင်တရဝကတခြားစီမံခန့်ခွဲမှုကတခြားနှစ်ခုဖြစ်သွားပြီအသိစိတ်နဲ့ပတ်သက်လာလို့ရှိရင်အသိစိတ်ဒီပဲနဲ့တရဝဒီပဲနဲ့အသိစိတ်တစ်ခုတည်းနောက်တကဆက်ဆက်လာတဲ့အခါမှာတရဝမှာအသိစိတ်ရှိတယ်ဆိုအသိစိတ်ကတစ်ခုတရဝတစ်ခုနှစ်ခုဖြစ်သွားတာအဲ့ဒါဆိုလိုရင်းဒီဘက်ကတော့အတ္တနဲ့အတ္တတရားငါရှိရင်ငါပိုက်တာလည်းရှိသွားတယ်နော်ငါမရှိမှငါပိုက်တာမရှိမှလေငါရှိရင်ငါပိုက်တာရှိတယ်ငါပိုက်တာရှိတယ်ဆိုရင်ငါရှိလို့သာဖြစ်တယ်အဲ့ဒီခုကရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဏခန္ဓာ၅ပါးအလုံးကိုချုပ်လိုက်တယ်ရုပ်ဝေဒနာတင်ညာသင်္ခါရဒီရုပ်ဝေဒနာတင်ညာသင်္ခါရဒီရုပ်တည်ပင်နော်ရုပ်တည်ပင်ရုပ်တည်ပင်တရဝတည်ပင်ရုပ်ရုပ်တည်ပင်ဝေဒနာတည်ပင်နဲ့တရဝနော်ဝေဒနာတည်ပင်နဲ့တရဝတည်ဝေဒနာနဲ့တရဝထို့တူပဲတင်ညာသင်္ခါရဝိညာဉ်နှစ်ခုမခွဲပဲနဲ့တစ်ခုတည်းတဲ့ဉာဏ်နဲ့အဲ့တော့တရဝလို့ဆိုတာငါလို့ဆိုတာဘယ်သူကိုပြောနေတာလို့ဆိုရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဏဒီငါခုတည်းကတစ်ခုခုပဲနောက်တစ်ခုတရဝမှာရုပ်ရှိတယ်စိတ်ခံစားချက်ရှိတယ်အမှတ်တင်ညာရှိတယ်စစ်စောအထုံမှုတွေရှိတယ်အသိစိတ်ရှိတယ်ဆိုတရဝကတခြားနော်ခုနကရုပ်စာတိကတခြားဖြစ်သွားတယ်အဲ့ဒါကြတော့ဘာလို့ဆိုရင်တရဝရဲ့ခန္ဓာ၅ပါးသည်တရဝတွေပိုင်ဆိုင်တဲ့အရာဖြစ်သွားတယ်နော်ပထမကရုပ်ဝေဒနာတင်ညာသင်္ခါရ၅ခုသည်ပဲနဲ့တရဝငါခုတည်းတစ်ခုခုပေါ့နော်ဒါပေါင်းပြောလိုက်တာနော်ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဏဆိုတဲ့ခန္ဓာ၅ပါးသိပဲနဲ့တရဝဆိုတာရုပ်ဝေဒနာတင်ညာသင်္ခါရဒါပဲအဲ့တော့ဆိုလိုတာကဓမ္မလို့မြင်တာမဟုတ်ဘူးတရဝအနေနဲ့မြင်တာကိုပြောနေတာကွာနော်နောက်တကဒီရုပ်ဝေဒနာတင်ညာသင်္ခါရဆိုတဲ့အရာတွေဒီတရဝရဲ့ပစ္စည်းဖြစ်တယ်ဒါဒုတိယအချက်အဲ့ဒါကိုပဲတခြားနေရာတွေမှာဆိုအတ္တအတ္တနေယအတ္တနဲ့အတ္တပိုင်ဆိုင်တဲ့အရာနှစ်ခုရှိတယ်နော်အတ္တနေယငါဟာအဲ့လိုတခုပြောရင်ငါဟာသူနဲ့သူဟာတစုံတစ်ယောက်နဲ့တစုံတစ်ယောက်ရဲ့ဟာ
ဒီနှစ်ချက်ကအဲ့ဒါကိုပြောတာနောက်တတိယအချက်နဲ့သရုပ်ထာအချက်ကြတော့သွားပါတော့စေရှုပ်ဆိုတာတရဝရဲ့တဏ္ဍမှာရှိနေတဲ့အရာဖြစ်တယ်ဥပမေပန်းရဲ့နံ့လေးပဲမှာရှိပန်းပင်ရဲ့မွေးကြိုင်တဲ့ပန်းပွင့်လေးရဲ့မွေးကြိုင်တဲ့အနံ့ပန်းပွင့်ကတစ်ခုမွေးကြိုင်တဲ့အနံ့ကတစ်ခုအဲ့ဒီမွေးကြိုင်တဲ့အနံ့လေးပဲမှာရှိတာတော့ဆိုပန်းပွင့်တဲ့မှာရှိတယ်ဒါတော့ကြံတွေးတာပေါ့နော်ပန်းပွင့်တဲ့မှာရှိတယ်တခါနော်အဲ့တော့စဉ်းစားတာသူကဘလို့စဉ်းစားလိုက်တော့တရဝမှာရုပ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တာခုနပိုင်ဆိုင်တဲ့အနေနဲ့ရှိတာအခုကတရဝရဲ့တဏ္ဍမှာရုပ်ကတည်ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်တိယမိယအနေနဲ့ပြောတာဒါလည်းနှစ်ခုဖြစ်သွားတယ်နောက်ဆုံးတစ်ခုကရူပသမိန်ဝအာတနာဆိုတရဝဆိုတာရုပ်ထဲမှာတရဝကရုပ်ကိုမိပြီးတော့ဖြစ်နေတာလို့ဆိုရုပ်ကတခြားတရဝတခြားဖြစ်လာတယ်ဒါလည်းအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒါနာရှုပ်เสียတော့ကောင်းတယ်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်တော့နော်ရုပ်တိတရဝနော်ရုပ်တိတရဝရဲ့ပိုင်တဲ့ပစ္စည်းတရဝပိုင်ပစ္စည်းရုပ်တိနော်တရဝမှာရှိတဲ့အရာဖြစ်သည်ရုပ်တိတရဝရဲ့ဖြစ်ရဌာနဖြစ်သည်တရဝဟာရုပ်ထဲကဖြစ်လာတာရုပ်ပေါ်မှာမိပြီးတော့ဖြစ်ရတာလူဟာမြေကြီးပေါ်ကနေတစ်ပင်ဟာမြေကြီးပေါ်ကပေါက်လာတဲ့တိပဲမျိုးပေါ့နော်အဲ့မျိုးလို့နှစ်ခုခွဲလိုက်တာအဲ့ဒီလိုလောကလူသားတွေဟာအမှန်မသိတဲ့အခါတွေးကြံတွေးတာတွေးကြံတွေးလို့ဒီအတွေးလေးမျိုးပေါ်လာတယ်လို့ပြောတာနော်ဒီအတွေးတွေကိုယ်တိုင်ကတော့တော့တွေးကြမှာတွေးမှာပေါ့ဒါအလုံးခြုံပြီးတော့တွေးတတ်တာတွေကိုပြောတာအဓိကနှစ်ခုကတော့ဘာလို့ရှုပ်တိအတ္တရှုပ်တိအတ္တရဲ့ပစ္စည်းဒီတစ်ခုကအဓိကပဲအတ္တအတ္တနိယတခြားစကားနဲ့ပြောရင်အဟံမမငါနဲ့ငါအဲ့နှစ်ခုနဲ့ပြောရင်အဲ့ဒါပဲပြောငါနဲ့ငါယုတ်တိငါယုတ်တိငါဟာငါလို့ပြောတာတစ်ခုယုတ်တိငါဆိုငါနဲ့ယုတ်ကတူသွားရောယုတ်တိငါဟာဆိုတဲ့အခါကျတော့ငါတယောက်ယုတ်ကတစ်ခုပစ္စည်းဖြစ်သွားတယ်အဲ့သဘောမျိုးပြောတာနော်အဓိကအဲ့ဒီနှစ်ခုပဲအဓိကအဲ့ဒီနှစ်ခုအဲ့ဒီလိုအတွေးချော်နေတယ်ဆိုလို့ရှိရင်သူကရုပ်သာရှိတာမဟုတ်ခန္ဓာ၅ပါးသာရှိတာမဟုတ်ဘဲနဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်နေတဲ့အတ္တဆိုတဲ့သရဝရှိနေတယ်ဆိုတဲ့အယူဆပေါ်လာတယ်ပေါ်လာသည့်အတွက်ကြောင့်အဲ့ဒီအယူဆကိုရှင်းပြမှရရှင်းပြရမှာအဲ့ဒါကိုရှင်းပြနိုင်ဖို့ရအတွက်မြတ်စွာဘုရားကဟောတယ်နာမရူပနာယထာဝတတနာဒိဋ္ဌိဝိတ္တိနမတရဝဆိုတာမရှိဘူးယုံနဲ့နာနှစ်ခုသာဖြစ်တယ်လို့အမှန်တိုင်းမြင်အောင်ကြည့်ရမှာဖြစ်တယ်ဆိုပါစို့စကားပြောတယ်ပြောလိုက်လို့ရှိရင်ဟေးစကားဘယ်သူပြောတာတော့ငါပြောတာဆိုလို့ရှိရင်စကားပြောတယ်ဆိုတာပြောခြင်းနဲ့စိတ်ကပထမပြောခြင်းနဲ့စိတ်ကြောင့်အတန်ထွက်လာတာကဒုတိယကာယကဝစီကနဲ့အကုန်လုံးခန္ဓာကိုယ်ရဲ့ရုပ်ခန္ဓာတွေဆက်ဆက်ပြီးတော့လှုပ်ရှားလာတာကဒုတိယနော်အဲ့တော့ပြောခြင်းနဲ့စိတ်ကအတန်ကိုရုပ်ကိုဖြစ်စေတယ်ကိုလည်းလှုပ်ရှားမှုဖြစ်စေဆိုပါစို့အာနဲ့ရှာကိုလှုပ်ရှားစေတယ်ပြောခြင်းနဲ့စိတ်ကြောင့်ပြောမဲ့ပါစက်ကိုလှုပ်စေတယ်ပေါ့အမှန်ပြောလိုက်မယ်ဆိုရင်ပြောခြင်းနဲ့စိတ်ကပထမပြောခြင်းနဲ့စိတ်ကြောင့်အကြောတွေကကြွက်သားတွေကလှုပ်ရှားလာတယ်ပေါ့ခုခေတ်လို့ပြောပါဆိုရင်ကြွက်သားတွေကလှုပ်ရှားလာတယ်
အဲ့ကြွက်သားတွေလှုပ်ရှားပြီးတော့ရိုက်ခတ်ပြီးအသံထွက်လာတဲ့တတိယကဲအဲ့ဒါကိုပြောခြင်းနဲ့စိတ်ကိုငါလို့တတဝလို့ပြောမလားလှုပ်ရှားလာတဲ့ကြွက်သားတွေကိုတတဝလို့ပြောမလားထွက်လာတဲ့အသံကိုတတဝလို့ပြောမလားသူကပြောစရာမရှိတော့နော်စိတ်ကအကြောင်းတရားလှုပ်ရှားလာတဲ့ကြွက်သားနဲ့ဖြစ်ပေါ်လာတဲ့အတန်ကအကျိုးတရားအကြောင်းနဲ့အကျိုးနှစ်ခုပေါ်တာပဲရှိတယ်ထိကြတဲ့မှာဘသူကလှုပ်ခိုင်းလိုက်တာလေမင်းပါဇက်ကဒီလိုလှုပ်ရှားကဒီလိုထားလို့စီမံပေးတဲ့ပုဂ္ဂိုလ်ရှိလားကားမောင်းတာကြတော့သူရှိတယ်လေဒရိုင်ဘာရှိတယ်လေအဲ့ဒီဒရိုင်ဘာနေရာရှိသလားငါပြောတဲ့နေရာမှာနော်ဒရိုင်ပြောတဲ့နေရာမှာဒရိုင်ဘာရှိလားရှိဘူးမရှိဘူးနော်မင်းကိုဘယ်သူကလှုပ်ခိုင်းတာဘယ်သူကကင်ပြီးလှုပ်ပေးနေတော့မှန်တော့စိတ်ပဲစိတ်ကအကြောင်းတရားပဲစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝါယောဓာတ်ကနေကြွက်သားတွေလှုပ်လာပြီးတော့အသံဖြစ်အကြောင်းရုပ်ဆက်ပြီးတော့ဖြစ်လာတာသာရှိတယ်အဲ့ဒီမဲ့လှုပ်ဆောင်ပေးတဲ့လူတယောက်မှမရှိဘူးစီမံခန့်ခွဲပေးတယ်ဒီအလုံးကိုဒီလိုထွက်ဒီအလုံးကိုဒီလိုပြောဒီစကားကိုဒီလိုပြောစီမံခန့်ခွဲပေးတဲ့လူရှိလားမရှိဘူးအဲ့ဒါကိုသိအောင်အကျဉ်းချင်းထပ်ထပ်စဉ်းစားပြီးတော့ဟုတ်တယ်ရှုံးတဲ့နာနှမျိုးသာရှိတယ်လို့သိမှဒိဋ္ဌိဝိတ္တုဖြစ်မှာတရဝဆိုတာပျောက်သွားပြီအဲ့ဒါသိပြီးတော့မှဝိပဿနာတရားရှိတဲ့ရမှာဖြစ်တယ်အဲ့တော့ဝိပဿနာဆိုအလိုလေးမဟုတ်ဘူးပေါ့နော်လူတွေတရားထုတ်တဲ့အခါကျတော့တမ္ပတိတွေရတဲ့အခါတောင်းမြင်မြောက်မြင်မြင်တယ်လေရှင်နေပါအေးချမ်းသွားတယ်တို့ခန္ဓာကိုယ်ကြီးပျောက်သွားတယ်တို့အသိစိတ်တွေပျောက်သွားတယ်အိပ်ပျော်ရင်လည်းပျောက်သွားတဲ့အဲ့ဒါကိုယ်ခန္ဓာကိုယ်ကြီးပျောက်သွားတာလည်းဖြစ်တတ်တယ်တမာတိကြောင့်ဖြစ်တာလေတချို့ဟာတွေကတမာတိစိတ်ကြောင့်စိတ်ကိုထိန်းချုပ်လိုက်တဲ့အခါမှာဖြစ်လာတယ်အဲ့ဒါတွေကတရားမဟုတ်ဘူးအသိဉာဏ်လည်းမဟုတ်ဘူးအဲ့ဒါတွေကအခုပြောတဲ့အသိမပါဘူးလေအဲ့တော့စကားပြောရဲဆိုလို့ရှိရင်ကိုယ်ကစဉ်းစားရမှာဟုတ်ပြီစကားပြောပြီဆိုရင်စကားပြောတာဘယ်သူလဲရှာကြည့်ပြောခြင်းနဲ့စိတ်ကပထမပြောခြင်းနဲ့စိတ်ကြောင့်ဖြစ်လာတဲ့ဝါယောဓာတ်ကြောင့်ကြွက်သားတွေလှုပ်ရှားလာတာဒုတိယကိုပြောခြင်းနဲ့စကလုံးနဲ့အတန်ထွက်လာတာကတတိယအဲ့ဒါကိုပဲစကားပြောတယ်လို့ပြောတယ်ဒါအချမ်းမြင့်တလောက်တော့သင်ထားအဲ့ထဲမဲ့တရဝပါလားအပါလားတည်တံ့ရှိသေးလားဒီပြင်ပါရှိသေးလဲအဲ့ဒါကိုသိကြအောင်ဆက်အဲ့ဒါကိုပြောတာနာမရူပနာယထာဝတတနာဒိဋ္ဌိဝိတ္တုနာမတဲ့နာနဲ့ရုပ်တွေနှစ်ခုဒီနှစ်ခုသာရှိတယ်တရဝဆိုတာမရှိဘူးစီမံပေးတဲ့ပုဂ္ဂိုလ်မရှိဘူးတဘာဝတရားတသက်မြတ်သင်္ခါရတရားတသက်မြတ်သာရှိတယ်လို့မြင်မှဒိဋ္ဌိဝိတ္တုအဲ့တော့မရှာဘဲနဲ့တွေ့ပါမလားမတွေ့နိုင်ဘူးနော်စဉ်းစားကြည့်လိုက်ခုပြောတဲ့အကြောင်းအရာတွေလမ်းလျှောက်တဲ့ဆိုရင်လည်းလမ်းလျှောက်ခြင်းနဲ့စိတ်ကပထမအဲ့ဒီစိတ်ကနေလှုံ့ဆော်လိုက်လို့ကြွက်သားတွေလှုပ်ရှားလာတယ်အဲ့ဒါကဒုတိယလမ်းလျှောက်မှုဖြစ်တာတတိယအကုန်လုံးချဲ့ပြီးတော့ကြည်လိုက်ပဲဆိုရင်ဒါအကြောင်းနဲ့အကျိုးယုံနဲ့နာနှစ်ခုမှလွဲဘာမှမရှိဘူးအဲ့ဒီလိုယုံနဲ့နှစ်မျိုးကလွဲပြီးတခြားဘာမှမရှိဘူးဆိုတဲ့အသိဉာဏ်ကမှဒိဋ္ဌိဝိတ္တုအဲ့လိုသဘောကျတယ်ဘုရားစာပေနဲ့လည်းဒီတိုင်းပဲကြိုက်တယ်စာကဒီတိုင်းပဲဆိုထားတာတခြားနည်းတွေမဟုတ်ဘူးဒီတိုင်းပဲသိရမယ်အမြဲတမ်းသရဝဆိုတဲ့တတ္တပညာဆိုတာပျောက်ကိုပျောက်ဒါကြောင့်မို့လို့အခုပြောတဲ့တက္ကရာဒိဋ္ဌိပဲဒါခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အယူဆကိုတက္ကရာဒိဋ္ဌိလို့ခေါ်တာကိုတက္ကရာဆိုတာခန္ဓာ၅ပါးဒိဋ္ဌိဆိုတာအမှားတဲ့အမြင်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးခန္ဓာ၅ပါးလို့မယူဆပဲနဲ့တခြားအတွေ့အမြင်တွေ
မာရွင်နေတဲ့အမြင်ကိုတက္ကရာဒိဋ္ဌိခေါ်တာအဲ့ဒီတက္ကရာဒိဋ္ဌိကိုဘာနဲ့ဖြောက်ရမလဲတမာရီနဲ့ဖြောက်တာမဟုတ်ဘူးပညာနဲ့ဖြောက်တာဘယ်လိုဖြောက်တာတော့နာမရူပဝဝဋ္ဌာနေနတက္ကရာဒိဋ္ဌိယဘာဟာနံနာမရူပဝဝဋ္ဌာနေနနတ်နဲ့ယုတ်တာဟုပိုင်းခြားသိခြင်းအပြင်ခုနပြောတာစကားပြောသူရှိလားမရှိဘူးစိတ်ကစကားပြောခြင်းတယ်သူ့ရဲ့လုံဆောင်မှုကြောင့်ကြွက်သားတွေလှုပ်ရှားတယ်ပြီးတော့မှအတန်ရုပ်တွေထွက်လာတယ်ဒါပဲရှိတယ်နော်အဲ့ဒါလိုရှာရမယ်စားတာဘာလို့လဲသွားတာဘာလို့လဲစကားပြောတာဘာလို့လဲကိုးတာဘာလို့လဲရည်တာဘာလို့လဲခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကိုလိုက်ရှာကြည့်လိုက်ရှာကြည့်လိုက်လို့ရှိရင်ရှုပ်မှတပါနာမှတပါမရှိဘူးဒါအကျမ်းမြင်သိအောင်ပြောပြတာနော်အဲ့ဒါပဲရုပ်ကိုသိလို့ရှိရင်လည်းနာမ်ကိုရှာရမယ်နာမ်ကိုသိလို့ရှိရင်လည်းရုပ်ကိုရှာရမယ်ရှာပြီးယုံနာမှတပါတခြားမရှိဘူးလို့သိတာကမှတက္ကရာဒိဋ္ဌိကိုပယ်နိုင်တယ်တက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့အယူဆ20ရှိတယ်ခုနလိုနော်ရုပ်တိအတ္တရုပ်ဟာအတ္တပိုင်တဲ့ပစ္စည်းဖြစ်တယ်ရုပ်ဟာအတ္တမှာရှိတဲ့အရာဖြစ်တယ်ရုပ်ဟာအတ္တရဲ့ဖြစ်ရဖြစ်တယ်တရှိရဖြစ်တယ်ဆိုတဲ့အဲ့ဒီမာယွင်နေတဲ့အတ္တနဲ့ပတ်သက်တဲ့အချက်၄ချက်ထို့တူဝေဒနာနဲ့ပတ်သက်လာရင်အချက်၄ချက်တင်ညာနဲ့ပတ်သက်တာအချက်၄ချက်သင်္ခါရနဲ့ပတ်သက်တာအချက်၄ချက်ဝိညာဏနဲ့ပတ်သက်တာအချက်၄ချက်ခန္ဓာ၅ပါးတစ်ခုတစ်ခုက၄မျိုး၄မျိုးသောရှုထောင့်ကနေအမှားတွေဖြစ်နေတယ်အဲ့ဒီရှုထောင့်၄မျိုးနဲ့ခန္ဓာ၅ပါး၄၅၄20အဲ့ဒါကိုတက္ကရာဒိဋ္ဌိ20လို့ပြောတာနော်တက္ကရာဒိဋ္ဌိ20ဆိုတာလို့ပြောတာအဲ့ဒီတက္ကရာဒိဋ္ဌိ20ကဝိပဿနာရှုတဲ့ပုဂ္ဂိုလ်တွေဒီဘယ်သူနဲ့ပယ်တာတော့ဆိုအခုပြောတဲ့ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တဲ့နာမရူပပရိစ္ဆေဒဉာဏ်သို့မဟုတ်သင်္ခါရပရိစ္ဆေဒဉာဏ်သို့မဟုတ်နာမရူပဝဝဋ္ဌာဏဉာဏ်အဲ့ဒီဉာဏ်ဖြစ်လို့ရှိရင်တက္ကရာဒိဋ္ဌိပယ်တယ်ပယ်တာဟာတတေငါအနေနဲ့ပယ်တာသမုစေတာကျတော့သောတပတိမနဲ့မှာပယ်ပါအကျွမ်းမဲ့ပယ်တာကျတော့ဒီဉာဏ်ဖြစ်လို့ရှိရင်အဲ့ဒါမဖြစ်တော့မဖြစ်တာကိုပယ်တယ်လို့ခေါ်တယ်သို့တော့ဖြစ်နိုင်ချေတော့ကြံရစ်တယ်မဖြစ်တော့မဖြစ်ဘူးဖြစ်နိုင်ချေကိုတော့မပယ်သေးဘူးဖြစ်နိုင်ချေပါရှင်းပြတာကျတော့မဲ့နဲ့မှရှင်းပြမယ်ဆိုပါစို့ဥပမာပဲတပည့်တပည့်ကိုခုတ်လဲလိုက်တယ်အဲ့ရရှင်းသွားပြီတပည့်ကြီးမရှိတော့ဟုတ်ပြီတပည့်ကြီးမရှိတော့ဒါပေမဲ့အောက်မှာအမြင့်ရှိတယ်နော်အချိန်မြေပေါက်လာနိုင်တယ်အဲ့ဒါဝိပဿနာဉာဏ်နဲ့ပင်နေဆိုတာတပည့်ကိုခုတ်လဲထားတာပဲဖြစ်တယ်တခဏမှာတော့တပည့်ကြီးမရှိတော့ဟုတ်တယ်ဒီနေရာအရေးမထိုးတော့တပည့်ကြီးမရှိတော့သို့တော့မိုးတွေဘာတွေကြားရေတို့လမ်းဆန်းလာပြီဆိုရင်အဲ့ဒီနေရာပင်လေးပြတ်ပေါက်လာအောင်ပါအဲ့ဒီလိုမပေါက်အောင်ထီအောင်ကြတော့မဲ့နဲ့မပယ်တာတော့အဲ့ဒီတပည့်ကိုပြောပြတာနော်အခုအဲ့ဒီလိုဘဟုတုတမရှိတဲ့ပုဂ္ဂိုလ်ကြတော့ရှုပ်ဆိုတဲ့အနောက်ဖွဲ့ကြီးရဲ့ချုံတော်မှုကိုခံရတဲ့ငါသိပဲရုပ်ဟာငါပစ္စည်းပဲအတ္တပဲရုပ်သိပဲငါပဲငါသိပဲနဲ့ရုပ်ပဲရုပ်ဟာငါရဲ့ပစ္စည်းပဲရုပ်ထဲမှာငါရှိတယ်ငါထဲမှာရုပ်ရှိတယ်ဆိုတဲ့ဒီအတွေးရဲ့နှောင့်ဖွဲ့မှုကိုခံထားရတယ်နှောင့်ကြိုးခံထားရတယ်အတွင်းရောအပြင်မောနှောင့်ကြိုးခံထားရတော့အတ္တိရတ္တတိတန်တရားကိုလည်းမမြင်အဲ့ဒီပုဂ္ဂိုလ်အတန်တရားကိုလည်းမမြင်ဘူးအပါရတ္တိနိဗ္ဗာန်ကိုလည်းမမြင်ဘူးဘာလို့ဆိုရုပ်ကိုငါလို့ပဲထင်ထားတာတက္ကရာဒိဋ္ဌိနဲ့ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီအတ္တိရတ္တိတန်တရားအကြောင်းလည်းမသိဘူးအပါရတ္တိနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကကိုလည်းမမြင်ဘူးဘတ်တော်စီယတိချုံနှောင်ခံလည်းရဲ့တဖြည်းဖြည်းအိုးလာတယ်ဘတ်တော်မိယတိချုံနှောင်ခံလည်းရဲ့သိရတယ်
ဘတ်တော်အတ္တမလောကပရလောကကိစ္စတိကျွတ်တန်လန်းနဲ့ဒီဘဝကနေဟိုဘဝရောက်သွားတယ်သိသွားရင်ကျွတ်တန်လန်းနဲ့ဒီဘဝကနေဟိုဘဝသွားတာသူရင်ထဲမှာကနှောင်ကြိုးရတန်လန်းကြီးဖြစ်နေအဲ့ဒီနှောင်ကြိုးဖြုတ်ပါလို့ဆိုတာတက္ကဒိဋ္ဌိပဲဖို့ကြိုးစားတယ်အဲ့ဒီအပြင်ကိုဖြောင်းရုပ်ဟာငါမဟုတ်ဘူးငါလည်းရုပ်မဟုတ်ဘူးရုပ်တည်တ attva မဟုတ်ဘူးကရုပ်ဟာရုပ်တည်တာဖြစ်တယ်ဝေဒနာလည်းတ attva မဟုတ်ဘူး attva ရဲ့ပစ္စည်းလည်းမဟုတ်ဘူး attva ထဲမှာရှိတာလည်းမဟုတ်ဘူးနော် attva ရဲ့တရားဌာနလည်းမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီလိုအမြင်ကိုမှန်အောင်ပြန်လုပ်လိုက်လို့ရှိရင်နှောင်ရိုးတွေပြည့်သွားတယ်အဲ့တော့နှောင်ရိုးဖြုတ်တယ်ဆိုတာဒီနေရာမှာတခဏနှောင်ရိုးဖြုတ်တာကနာယုတ်ကိုပိုင်းခြားသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်နဲ့နှောင်ရိုးကိုဖြုတ်လိုက်တာနာမရူပပရိစ္ဆေဒဉာဏ်သည်အဲ့ဒီတက္ကာယဆိုတဲ့နှောင်တက္ကာယဒိဋ္ဌိဆိုတဲ့နှောင်ရိုးကျိုး20ကိုဖြုတ်လိုက်သို့တော့သောတပတိမေယမအပြည့်ပြိုင်ပြုတ်မှာဖြစ်တယ်အခုတော့တခဏတော့ကျိုးတွေဖြေလျှော့ပလိုက်မရှိတော့နော်အဲ့ဒါကိုဒီသုတ္တန်ကဟောတာနော်ဒီသုတ္တန်ကဟောတာအဲ့တော့တက္ကာယဒိဋ္ဌိကိုငြိမ်ဝတ်သွားအောင်မလုံထနိုင်ရင်သို့မဟုတ်သောတပန်မဖြစ်သေးရင်နောက်ကျုပ်မပြုတ်သေးဘူးသောတပန်မဖြစ်သေးတဲ့ပုဂ္ဂိုလ်ဒီနောက်ကျိုးမပြုတ်သေးဘူးဒါကြောင့်နောက်ကျိုးပြုတ်ဖို့ကြိုးစားပါဆိုတာအနည်းဆုံးတက္ကရာဒိဋ္ဌိပယ်တဲ့သောတပန်ဖြစ်မှနောက်ကျိုးပြုတ်မယ်ဒီအခြေအနေကိုဒီသုတ္တန်ကဟောတာဖြစ်တယ်သောတပန်မဖြစ်ပဲသိလို့ရှိရင်ကြိုးတန်လန်းနဲ့သိတာပဲကြိုးတန်လန်းနဲ့ဒီဘဝကနေဟိုဘဝသွားတာသောတပန်ဖြစ်သွားလို့ရှိရင်သိတော့သိတယ်သို့တော့ကျိုးမပါဘူးချီနှောင်ထားတာမပါဘူးတော့အဲ့လိုဆိုလို့ပဲပေါ့နော်တက္ကရာဒိဋ္ဌိဆိုတဲ့နှောင်ကြိုးကိုအဓိကထားပြီးတော့ဒီသုတ္တမှာဟောတာဖြစ်တယ်ဒါကြောင့်တရားချက်ကသူတော်စင်ပြိဿပေါ့နော်မြတ်စွာဘုရားရဲ့ဗန္ဒနာတုတ်အနှစ်ချုပ်မှာနှောင်ကြိုးဖြုတ်ဖို့ကြိုးစားကြဆိုတဲ့အဆုံးအမဩဝါဒကိုမှတ်သားပြီးတော့ခန္ဓာ၅ပါးသည်ခန္ဓာ၅ပါးမြာတာဖြစ်တဲ့တရားမဟုတ်ဘူးဆိုတာကိုသိကြလောက်အောင်ကျင့်ကြံထထဉာဏ်ဖြင့်စဉ်းစားဆင်ခြင်ကတက္ကရာဒိဋ္ဌိဟူသောအမှားအတွေးကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာယရှင်ဘုရားဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ရလျက်ဓမ္မတပင်စင်ကြင်ပါပြုလို့ကြ၍အမတ္တဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ္တတာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစွတ်တို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သဒ္ဒနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်နေကုန်သော
လုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း